ရောက်နေတာကြတော့ပေါ့နော်ချီခါဝါကျော်ဆိုတဲ့တောင်တက်ဖို့ရတယ်ကျမတို့ဒါတောင်ကြီးကိုရောက်နေတာပေါ့နော်အဲ့ကနေမှဒီမှာကျမတို့တောင်စားတက်ကြပါတယ်ဘာမှလေဒီလိုမျိုးတစ်ပင်ကြီးတွေပေါ့နော်အရန်ပေါ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့စိတ်ကိုလည်းအရန်အေးချမ်းချမ်းနဲ့ relax ဖြစ်ရတယ်ပေါ့နော်ဒီတောင်ရဲ့ကောင်းတဲ့ချက်ကလို့ပြောမလားတော့တောင်ကြီးမှာလိုမျိုးချောင်းလေးတွေအများကြီးရှိရပေါ့နော်အဲ့လိုမျိုးချောင်းလေးတွေရှိတော့ကြတော့တောင်ကြီးမှာပဲအဲ့လိုမျိုးဂျပန်မှာပေါ့နော်မိသားစုလိုက်ဂျပန်ရောတခြားနိုင်ငံသားတွေရောပါပဲအဲ့လိုမျိုးတောင်ကြီးမှာရေးလာကစားတဲ့လူတွေတော်တော်များများရှိတယ်ပေါ့နော်ရှင်းလာပိုင်းအရန်ပူတွေရာတွေတောင်မှပေါ့နော်တော့တောင်ကြီးမှာလေးလုံးဝအေးစိမ်နေရပေါ့နော်